ရက်30အတွက်နေ့တိုင်းထိုင်ထားတည်လာလို့ခဏကူမှဘာတွေဖြစ်လာမလဲပထမနေ့ထိုင်ထား30လောက်ကစပြီးခြေလောက်တွေတအားပူလာပြီးပေါင်တွေတောင်းလာမယ်တင်ပါးတွေကကြွက်တက်တယ်လို့ဖြစ်လာမယ်ကိုနေဟန်ထပြက်လာလို့ဒူးတွေကလည်းထူးဆန်းတယ်လို့ခံစားရလိမ့်မယ်အခုတည်လာလုံးတော့ပြီးအောင်လုပ်လိုက်နိုင်ပြီမဲ့လမ်းလျှောက်ရတာတောင်အရန်ပင်ပန်းနေပြီတတိယနေ့မနေ့နိုးလာတော့ကိုတဲ့မှာနာနေတဲ့နေရာတွေကမရှိဘူးလို့တောင်မထင်ဘူးတဲ့နေရာတွေမှာနာကျင်နေတာတွေ့ရလိမ့်မယ်ပေါင်ရှိတာတင်ပါပေါင်နောက်သားတွေအားလုံးကပင်ပန်းပြီးနာကျင်နေတာပဲထိုင်တာတော့နားတယ်လေကတော့မင်းရဲ့အကြီးမဆုံးရန်သူထက်လာပြီတတ်တမနဲ့ကြွက်တိုင်းနာကျင်တာတွေတက်တာလာပြီမင်းရဲ့အာယုံကြောစနစ်ကလှုပ်ရှားမှုကိုမှတ်မိလာပြီးချင်းဝင်ရှာထိန်းနေစွမ်းလက်တိုးတာလာမယ်အနားယူဖို့မလိုတော့ဘူးခြေထောက်တွေကိုကစားလိုက်တဲ့အခါပိုပြီးတင်းမာလာတာကိုသတိထားမိလာမယ်တင်ပါကြွက်သားတွေကလည်းအလိုအယောက်အားယူလာတာတွေ့ရလိမ့်မယ်14ရက်မြောက်နေ့တကယ်ကိုပြောင်းလဲမှုတွေမြင်လာရပြီမင်းရဲ့ပေါင်တွေပိုပြီးကြစ်လက်လာမယ်တင်ပါတွေကပိုပြစ်လာတာတွေ့ရလိမ့်မယ်ခန္ဓာရည်အားကလည်းတိုးတက်လာတယ်မနာပဲထိုင်ထားငါးချေကိုအေးဆေးလုံနိုင်လာပြီ21ရက်မြောက်နေ့တီးတီတာတာကိုတန်းပါလာပြီခါအောက်ပိုင်းကအားပါလာတယ်လို့ခံစားရမယ်ကိုနေဟန်ထားလဲပိုကောင်းလာပြီးခန္ဓာကိုယ်ကိုထင်းရှုပ်နိုင်စွမ်းကြောင့်ဗိုက်သားတွေကလည်းပိုပြီးတင်းငင်လာလိမ့်မယ်ရက်30ပြည့်နေ့အပြောင်းလဲကထင်ရှားနေပြီမင်းရဲ့ခြေထောက်ကြွက်သားတွေပိုမိုလှပလာမယ်တင်ပါတွေကလည်းကောက်ကြောင်းပိုပေါ်လာပြီးမင်းမှာတကယ်ကိုခန္ဓာရည်ရှိတဲ့ကြွက်သားစွမ်းအားတွေရရှိလာပြီ